infinity to black infinity မှာကျူတူပါတယ် ဒီနေ့ကNew Year ရောက်ပြီနော် New Year အခုမှရောက်တာသူများတွေကရောက်ပြီးသွားပြီတို့တွေကအခုမှရောက်မှာအဲဒါကြောင့်မို့မိဘနေပါရေဖောက်မလား အရှေ့နိုင်ငံတွေကရောက်ပြီးသွားတယ်ကိုရီးယားခုမှရောက်တယ်ပြောတာဒီနိုင်ငံကသူတယောက်တည်းခုမှရောက်တယ်ဆိုဖြစ်နေ အဲဒါကြောင့်မို့တော့ကြည့်ပါမယ်ပေါ့နော်လက်ကဘောအပြင်တော့ရောက်ပါပြီအခုတော့လေတာအားထန့်ပြီးတော့ နေကြ နည်းနည်းကြခြင်းနေတယ်ဒီတို့ကအဲ့တောင်ပေါ်တက်မှာအခု7 မိနစ်ပဲလို့တော့တယ်မရောက်တော့ဘူးတဲ့ Oh my god ဖြစ်ချင်တော့အဲ့တောင်ပေါ်တက်မဲ့လမ်းဒီတို့အဆောင်ရင်အနောက်မှာရှိတာဒါပေမဲ့အဲ့ကိုတက်တဲ့shortcut လမ်းကိုသူတို့ကပိတ်လိုက်တယ်ပိတ်လိုက်တော့ဘလို့မှတက်လို့မရတော့တကွေးတစ်ပတ်ကြီးပြန်တက်မမီတော့ဘူးထင်တော့မဲအောက်ကနေရိုက်နေဒါပေမဲ့မရအောင်အဲ့7 မိနစ်နဲ့ပြေးမယ်ဆိုရင်ပြေးလိုက်တာအဲ့ကို6 မိနစ်နဲ့အဲ့ပေါ်ဘလို့ရောက်သွားလဲမသိဘူးပြေးလိုက်တာမှတရဇက်ကားတွေကလည်းပိတ်ဒါပေမဲ့ကိုကလမ်းလျှောက်ပြီးတက်တာဆိုတော့တော်တော်အဆင်ပြေသွားပါတော့ရောက်လဲရောက် Happy New Year လည်းအော်ပါပဲ Happy New Year ကြနေပါတယ်ဒီနေ့ကတော့နင်းရောဝါအကုန်လုံးပါပဲပြီးပါပြီဟိုဘက်တင်မှာတော့တောက်ချောက်ဖောက်နေတော့ပါซีรีส์ဆန္ဒမှာလည်းဖောက်နေတယ်ခုတော့ပြန်စင်းနေပါပြီကြာကြီးလည်းမနေနိုင်ပါဘူးကြာကြီးနေတဲ့မှာဒီတူတီတာတွေအားလုံးစိတ်ကြမ်းမှချမ်းသာခြင်းနဲ့ပြေဆုံးနိုင်ကြပါစေသူတောင်းပြီးလာနေ့နေ့ကမဲဝင်ပေါ့ဒီတနေ့စီမှာတို့သိချင်တာရဲ့ကုန်ဖြစ်ပါစေဒီမှာအေးလုံးလို့လူရုပ်တောင်ပေါ့တော့ဝေးရတဲ့တောင်မှာပေါ့အဲ့ဟာဖိုင်ကုန်ဝေးအခုပဲပြန်ရောက်ပြီပေါ့နော် အားလုံးပဲ Happy New Year ပါ Happy New Year ပါ Minus Infinity to
Blessed Infinity က Happy New Year လို့ဆုတောင်းပေးလိုက်ပါတယ် 2026ပါမြန်မာပြည်တဲ့အဆင်ပြေပါစေတကဘာလုံးလည်းအဆင်ပြေပါစေပေါ့နော်ပျော်ရွှင်ပါစေပေါ့ အကုန်လုံး ဒီကပျော်ဖို့အရေးကြီးတယ်နော် တော့ဘို့အရေးကြီးရယ်ဆိုတဲ့အကြောင်းလေးလဲဘယ်လိုလဲတည်င်းစကားပါရပေါ့နော်ပျော်ဖို့မမေ့ကြပါနဲ့အခက်ခဲရှိမှပျော်ပြီးမပြတ်ကြနဲ့ပေါ့နော်အခုကိုလည်းပြန်သတိပေးရတဲ့အရာ ဒီတော့မှသုံးမှနေပါလေ ဒီတော့ကတော့2025မှာတင်ယူခဲ့ရတာအများကြီးရှိရယ်ဥပမာပေါ့ဒါလော်တတ်တာကိုနှိမ်ချဖို့ထပ်ပြီးတော့မာနာကိုချိုးဖို့နှိမ်ချတတ်ဖို့ သူ့ဘာသူပဲလောတာသူများကိုလောတာ ဟုတ်တယ်သူများကိုလည်းလောကို2025တော့ကိုလုံးဘာမှမဟုတ်ဘဲနဲ့ကိုကနဲ့ကိုပြန်ရှို့တာပေါ့မီးကိုလောင်ပြီးတော့mental တော်တော်ထိတယ်ပေါ့နော်အဲ့တော့2026မှာအဲ့ဒီဟာတွေကိုတတိကပ်ပြီးတော့ကိုဆုံးမပြီးနေထိုင်မှာပါမယ်ပေါ့နော်ဒါကတော့တခြားသူတွေလည်းကြီးရှုရတဲ့ဒီမှာလည်း2025မှာဘာတွေဖြစ်ခဲ့လဲဆိုတော့ကိုပြန်ပြီးတော့သုံးသပ်ပြီးတော့2026မှာဘယ်လိုပိုကောင်းတခြားသူနဲ့ရှင်းကြမလို့တော့နော်ကိုကပိုကောင်းလာတဲ့လူတယောက်ဖြစ်ဖို့ပဲမျှော်လင့်ပါတယ်ပေါ့နော်ဘာလိလာခဲ့ရတယ်2025မှာ ကိုကတော့ကို appreciate လုပ်တတ်တယ်လို့ဆိုတော့နောင်တရလို့တော့မရှိဘူး2025နော်ဒါမဲ့ပိုကြိုးစားမယ်ပေါ့အသက်ပိုကြီးလာပြီဆိုတော့ပိုကြိုးစားရမှာပေါ့နော်ဘာလို့လဲဆိုတော့အခုစလှုပ်လို့ရှိရင်တည်တာလေငငယ်တုန်းကဆိုနည်းနည်းလှုပ်လို့ရှိရင်ရတယ်သူကြတော့အချိန်ပိုပေးရတယ်ပုံမှန်ခတ်လာပြီပေါ့နော်ပြီးတော့အမှန်ကြာလေကြိုးစားရတာပို့ပြီးတော့ခက်ခဲလေပဲအသက်ကြီးတော့ငငယ်ကလို့တိတ်မလုံနိုင်တော့တဲ့အတွက်ပို့ပြီးများများလောက်တာမျိုးအဲ့ဒါမှကိုယ့်ရဲ့ 40s တွေ 50s တွေမှာတက်တာနေနိုင်မှုအခု30ကျော်အစလောက်မှာဒါအစပဲဖြစ်ပါလေ30ကျော်အစလောက်မှာတကယ်ကြိုးစားမယ်ပေါ့ အဲ့တော့လူတွေလည်းအကုန်လုံးစင်ပြေကြပါစေဆိုမျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်နော်တတားပါ တတားပါ Happy New Year ပါ